အားလုံးပဲမင်္ဂလာပါကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာလူတိုင်းကလိုအပ်ချက်တွေကိုစီအလိုဆန္ဒတွေရှိကြတာဖြစ်ပါတယ်အဲ့ဒီအထက်ကနေပြီးတော့မှတကယ်အလိုဆန္ဒတောင်းပါမကတန်တော့ဟုမဆိုတတ်တော့အရာလေးပါကဘာတွေဖြစ်မလဲဆိုရကိုကျမနဲ့အတူဗီဒီယိုကိုလိုက်ကြည့်ပေးပါသင်ကဗီဒီယိုကိုအခုကြည့်ဖို့အတွက်မအားသေးဘူးဆိုလို့ရှိရင်ဘေးဘက်ကဝါရောင်ဖေးပြားလေးကိုနှိပ်ပြီးတော့သိစိတ်ထားခြင်းအဖြစ်အချိန်ရလို့အားတဲ့အခါမှာပြန်လည်ကြည့်နိုင်ပါတယ်ကျမနဲ့အတူအဆုံးထိဗီဒီယိုကိုကြည့်ရအောင်သုတ်တန်ကျမ်းခန်းကြီး30အပိုင်းငယ်15မှ16ကိုဖတ်ချင်ပါတယ်မျောကောင်၌ပေးပါနင်းပေးပါဟုတော့သမီးနှကောင်ရှိအလိုဆန္ဒမပြေနိုင်သောအရာ3ပါးမကတန်တော့ဟုမဆိုတတ်သောအရာ4ပါးဟုမူကားတင်းချိုင်းတပါးမြူသောမိမဝမ်းတပါးရေမဝနိုင်သောမြေတပါးတန်တော့ဟုမဆိုတတ်သောမင်းတပါးဒီဆိုတော့ဒီမှာပြောထားတဲ့အတိုင်းပဲပေါ့နော်အလိုဆန္ဒမပြေနိုင်တဲ့အရာ3ပါးမကတန်တော့ဟုမဆိုတတ်သောအရာ4ပါးကပါတယ်လေဆိုလို့ရှိရင်နံပါတ်1ကတော့တင်းချိုင်းဖြစ်ပါတယ်နံပါတ်2ကတော့မြူတဲ့မိမရေဝမ်းဖြစ်ပါတယ်နံပါတ်3ကတော့ရေမဝနိုင်တဲ့မြေဖြစ်ပါတယ်နံပါတ်4ကတော့တန်တော့ဟုမဆိုတတ်တဲ့မီးဖြစ်ပါတယ်အခုဆိုလို့ရှိရင်အလိုဆန္ဒမပြေနိုင်တဲ့အရာ3ပါးမကအရာ4ပါးကိုဒီဗီဒီယိုအဖြစ်နားလည်သဘောပေါက်သွားပြီလို့ကျွန်မယုံကြည်ပါတယ်တမန်ကျမ်းစာဖတ်ရှုခြင်းကတင့်အတ္တအတွက်အကျိုးရှိရဆိုလို့ရှိရင်ကျွန်မရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနှိပ်တော့ပေးပါကော်ပီလေးယူပြီးတော့မသိသေးတဲ့သူတွေအတွက်လည်း share တော့ပေးဖို့အတွက်မမေ့ပါနဲ့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်လည်တွေ့ဆုံကြပါမယ်ဖခင်ကောင်းချီးပေးပါစေ